မင်္ဂလေးလေအင်္ဂါပုံစံရှိတဲ့ကြောက်တုံးကိုဖျားလို့ကိုးကွယ်နေကြတဲ့ဖျားကြောင်ဒီဖျားကြောင်မှာတော့မင်္ဂလေးလေအင်္ဂါပုံစံရှိတဲ့ကြောက်တုံးကိုအမျက်တနိုးထားပြီးတော့ပူဇော်နေကြတဲ့အပြင်ဒီကြောက်တုံးကနေအနီအောင်အရည်တွေစီးကျလာတဲ့အချိန်မှာလဲမဲတော်ကယာတီလာတယ်ဆိုပြီးတော့လူတွေကယုံကြည်နေကြပါတယ်ဒါကကျွန်တော်နောက်ပြောနေရမှာမဟုတ်ပါဘူးအမှန်တကယ်အိန္ဒိယနိုင်ငံမှာရှိတဲ့ဖျားကြောင်တစ်ကြောင်ပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်မင်္ဂလေးတွေပီရီယက်လာတဲ့အခါယာတီလာတဲ့အခါကြလို့ရှိရင်ဟိန္ဒူဖျားကြောင်ကိုလုံးဝသွားခွင့်မရှိပါဘူးဒါပေမဲ့ဒီဖျားကြောင်မှာတော့မင်္ဂလေးလေအင်္ဂါပုံစံရှိတဲ့ကြောက်တုံးကိုအမျက်တနိုးထားပြီးတော့အကြီးအကျယ်ကိုပူဇော်နေကြတာပဲဖြစ်ပါတယ်ဒီဗီဒီယိုကတော့ဘုဒ္ဓရအနေနဲ့တင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့မင်္ဂလေးလေအင်္ဂါပုံစံရှိတဲ့ကြောက်တုံးကိုဖျားလို့ကိုးကွယ်နေကြတဲ့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုမစတင်ခင်ကျွန်တော်အရင်ဆုံးပြပြချင်တာပါလဲဆိုရင်မင်္ဂလေးတွေပီရီယက်လာတာယာတီလာတာကရှက်စရာမလိုပါဘူးဒီကိစ္စကမိသားစုနဲ့မတိုင်ပင်တဲ့လူတွေအတွက်ကကျွန်တော်ပြောမဲ့ကိစ္စတွေကနည်းနည်းလေးတော့နားချခါနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ကအရေးကြီးဆုံးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုမင်္ဂလေးတိုင်းဘခုတုတ္တအနေနဲ့လုံးဝကြည့်တင်တယ်လို့ကျွန်တော်ဒီဗီဒီယိုကနေအရင်ဆုံးပြောချင်ပါတယ်ခင်ဗျဒီဟာကတော့အိန္ဒိယနိုင်ငံအတမ်ပြည်မှာတည်ရှိတဲ့ကာမကီဒေးဗစ်တမ်ဘယ်ပဲဖြစ်ပါတယ်ဒီဖျားเจ้าရဲ့အထူးထားဆုံးတစ်ခုကတော့ဒီဖျားเจ้าအတွင်းမှာထူးလောက်ထားတဲ့ရုပ်စင်းထုတွေတစ်ခုမှမရှိတာပါပဲဒီအထဲမှာတော့တဘာဝအတိုင်းထွက်ပေါ်နေတဲ့မင်္ဂလေးလေအင်္ဂါပုံစံရှိတဲ့ကြောက်တုံးတစ်ခုရှိနေပြီးတော့အဲ့ဒီကြောက်တုံးကိုမဲတော့ရဲ့အစိတ်အပိုင်းအဖြစ်လူတွေကအမျက်တနိုးထားပြီးတော့ပူဇော်နေကြတာပါဇွန်လအလယ်လောက်မှာဆိုရင်ကျင်းပလေးရှိတဲ့ဒီပွဲအဆိုရင်ဒီဖျားเจ้าရဲ့အထူးခြားဆုံးပွဲတော်တစ်ခုပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာမဲတော်ကလူသားမျိုးသမီးတွေလိုပဲယာတီသွေးဆင်းတယ်ဆိုပြီးတော့ဒေတာခံတွေကယုံကြည်ကြတာပဲဖြစ်ပါတယ်ဒီပွဲတော်လာတဲ့အချိန်တွေမှာဆိုရင်ဒီဖျားเจ้าတကားတွေအကုန်လုံးပိတ်ထားလိုက်ပါတယ်ဘယ်သူမှလည်းအထဲကိုဝင်လို့မရတော့ပါဘူးနောက်ပြီးတော့လည်းလီကာလာအတွင်ကြောက်တုံးကနေစီးဆင်းနေကြရှိတဲ့အရေးတွေကအနီအောင်အဖြစ်ပြောင်းလဲသွားတတ်တယ်ဆိုပြီးတော့လည်းဆိုကြပါသေးတယ်ဒါကမဲတော်ရဲ့ယာတီသွေးကြောင်ဆိုပြီးတော့လည်းလူတွေကယုံကြည်နေကြပါတယ်ပွဲတော်မတိုင်ခင်မှာဒီကြောက်တုံးကိုအဖြူအောင်ဝစ်စတွေပိတ်ထားပြီးတော့3ရက်ကြာတဲ့အချိန်မှာတကားတွေပြန်ဖွင့်တဲ့အခါမှာဒီအဝစ်စကအနီအောင်အရေးတွေဆိုရှယ်နေတာကိုတွေ့ရလေးရှိတတ်ပါတယ်ဒီယုံကြည်မှုကခေတ်သစ်လူငယ်တွေအတွက်သင်ခန်းစာတစ်ခုကောင်းကောင်းကြီးပေးနေပါတယ်။ဘာလဲဆိုရင်တော့မင်္ဂလေးတွေယာတီလာတာပီရီယက်လာတာကိုလူတော်တော်များများကမတန်ရှင်းအောင်ဆိုပြီးတော့ဖယ်ထားလေးရှိတတ်ပါတယ်။ဒါပေမဲ့ဒီဖျားเจ้าမှာတော့ဒီလိုမျိုးယာတီလာတာကိုပဲအမျက်တတိုးထားပြီးတော့ပူဇော်နေကြတာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒီမင်္ဂလေးလေအင်္ဂါပုံစံရှိတဲ့ကြောက်တုံးတစ်ခုဖြစ်ပေါ်လာရတဲ့နောက်ကွယ်မှာလဲဒန်နာအီလာဇလန်တစ်ခုရှိနေပါတယ်။ဒါကတော့ဒေတာခံတွေယုံကြည်နေကြတဲ့ဇလန်တစ်ခုလို့ပြောလို့ရပါတယ်။ဟိန္ဒူဒန်နာရီတွေအရရှင်သီဝရဲ့ဇနီးဖြစ်သူစတိယခန္ဓာကိုအစိတ်အပိုင်းကိုအချင်းဗီရှင်နုကစัจ जा နဲ့အပိုင်းပိုင်းဖြတ်ပစ်လိုက်ပါတယ်ဒီလိုမျိုးဖြတ်ပစ်လိုက်ရတာနေပြီးတော့မင်္ဂလေးလေအင်္ဂါအစိတ်အပိုင်းကမြေပြင်ပေါ်ကြားရောက်ခဲ့ပါတယ်ဒီမြေပြင်ပေါ်ကြားရောက်ခဲ့ရတာနေပြီးတော့ဒီကြောက်တုံးကြီးဖြစ်ပေါ်လာတယ်ဆိုပြီးတော့ဒေတာခံတွေကယုံကြည်နေကြပါတယ်ဒါကတော့ဒေတာခံတွေယုံကြည်တဲ့ဇလန်တစ်ခုပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့မင်္ဂလေးပုံစံရှိတဲ့လေအင်္ဂါကိုဖျားလို့ကိုးကွယ်နေကြတဲ့အကြောင်းကိုပြောပြခဲ့တာပဲဖြစ်ပါတယ်ဒီကိစ္စကနေအဓိကပြောချင်တာပါလဲဆိုတော့မင်္ဂလေးတွေပီရီယက်လာတာကရှက်စရာမဟုတ်ပါဘူးခင်ဗျအိန္ဒိယနဲ့ပတ်သက်တာတွေအတွက်ကျွန်တော်ရဲ့အကောင့်လေးကို follow ပေးထားခဲ့ပါအောင်ကျွန်တော်တို့ဗုဒ္ဓရာအများပါပဲကိုစော်ထောင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့က TikTok ကောက် YouTube channel Facebook page ကိုဈေးတက်နဲ့အမတ်ခံချက်အပြည့်နဲ့ဝယ်ယူချင်တယ်ဆိုရင်ကျွန်တော်ဒီမှာလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ဒီဖုန်းနံပါတ်ရဲ့ Telegram သို့မဟုတ် Viber ကိုဆက်သွယ်အသေးစိတ်မေးမြန်းလို့ရသလိုဒီ Telegram user name ကိုလာရောက်ရင်လည်းဆက်သွယ်မေးမြန်းလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ